ဟိတ်ခွေးလေးလေတနေရာကိုသွားပြီးနားနေလောက်ပြီမလားဟုတ်မှာပေါ့မိမရဲ့ဒီအချိန်ထိတော့ဘယ်ဆောင်နေတော့မှလဲညဘက်ကြီးလမ်းမော့မှာဘာမှလည်းရှိတာမဟုတ်ဘူးဘိုက်စာလိုပဲဖြစ်ဖြစ်ညောင်းလိုပဲဖြစ်ဖြစ်တနေရာမှာသွားရင်နေလောက်ပါပြီဟာအေးပေါ့ခွေးဆိုတာအစာရှိမဲ့ဈေးဘက်ဖြစ်ဖြစ်ရွာလေကောင်မဲ့ဖြစ်ဖြစ်သွားတတ်တာပဲဟာခုချိန်ဆိုရင်တော့လမ်းထိပ်မှာမစောင့်နေလောက်တော့ပါဘူးဖိုးတူကခေါင်းကိုညှက်သားစွာခါရမ်းရင်စိုးရိမ်စိတ်ဝင်နေတဲ့မျက်ဝန်းနေနေငါတော့အဲ့လိုမတင်ဘူးမနက်ကသူ့မျက်လုံးလေးကြည့်ရတာတခုခုကိုအသက်နဲ့လေးပြီးမျောနေတဲ့ပုံစံမျိုးပဲအောင်မန်းရွာလမ်းထိပ်ကလက်ဖက်ရည်ဆိုင်လေးမှာဖိုးတူတို့အဝေသားတွေစုံစုံလင်းလင်းနဲ့မုတ်တီမာပြီးမြင်းရင်ရှက်ရီစားတော့နေကြတယ်ဆိုင်ထဲမှာစကားသံတွေစူညံနေတော့ရောင်ဝင်လမ်းမကြီးဘက်ကထူဆန်းတဲ့မြင်ကွင်းတစ်ခုကိုသူတို့အားလုံးသတိထားမိလိုက်ကြတယ်။တုပ်ပေါ်ကလက်ဖက်ရည်ကိုတစွန်းစွန်းတော့အီစာကွေးကိုတမြုံမြုံဝါရင်ပါဇက်အပြည့်နေဟာကောင်းလိုက်တာကွာမနဲ့အစော်ကြီးပူပူနွေ့နွေ့စားရတာတော့စိတ်ရှိတာမရှိဘူး။ဟဲ့ငါပဲမင်းမဆိုင်ငါ့ကိုပြီးငပင်ကမုတ်ပတ်ကန်ကိုအဝေးကိုရွှေ့လိုက်တယ်။ဝေးသေးတဲ့တုပ်ပေါ်မင်းအမေအမြဲအစလုံးနေတာမိဝိုင်နင်အောင်ထမင်းကြောင်စားအောင်ပါလားတော်ပြီငပင်ရဲ့ငါဝပြီဖို့တူနင်အောင်မစားဘဲနဲ့ဘာရင်ငင်းနေရလဲဟာဖို့တူကလက်ဖေးရွက်ကိုကင်ထားလျက်ကနေဆိုင်နဲ့မလန်းမကန်ကရွာလမ်းမကြီးစီကိုပဲစိုးရိမ်စိတ်ဝင်နေမျက်ဝန်းနေနေကြည့်ဟိုမဟိုလမ်းမဘက်ကိုခဏလောက်လှမ်းကြည့်ကြည့်စမ်းမတူဘောကအီစာခွေးကိုကိုင်းလျက်သားနဲ့လှမ်းကြည့်လို့မျက်လုံးပြူးသွားတယ်ဟမ်ခွေးလေးတကောင်မလားဟေးတနာပါလေညက်ပတ်ပေးပြီးနံရိုးတွေလည်းပြိုင်ပြိုင်ထားလို့ပိန်လိုက်တာအေးဟုတ်တယ်ဒါမဲ့သူဘာလို့အဲ့ဒီဖုန်တော်ထဲမှာတကောင်နဲ့ဒူးတောက်ထိုင်နေရတာလဲအဲ့ဒါကိုငါသတိထားမိနေတာငပင်ကသူဆိုင်မက်ကိုလည်းလှည့်မကြည့်ဘူးဘာအောင်မှလည်းစိတ်ဝင်စားဘူးသူ့မျက်လုံးတွေကရွာပြင်ထွက်တဲ့လမ်းမကြီးဘက်ကိုပဲတမမျောနဲ့စိုက်ငင်းနေတာဖိုးထူးပြောလို့အားလုံးကြည့်နေတော့တူဘောကစားလဲစားအီကြောင်ကွေးကိုကိုင်းပြီးခွေးလေးစီကိုချက်ချင်းထပြေးသွားတယ်ကျန်တဲ့၃ယောက်ကလည်းစိတ်ပူပြီးတော့လှမ်းကြည့်နေကြတာပါတူဘောကခွေးလေးရှိမှဆောင်းရောက်ထိုင်ကြပြီးမုတ်ကန်းပေးလိုက်တယ်ဟေးခွေးလေးဘိုက်စာနေရမလားရော့အီကြောင်ကွေးပူပူနွန်းနွန်းလေးစားတားကောင်းတာနော်ခွေးလေးကလှုပ်တော့မလှုပ်ပါဘူးတူဘောရဲ့လက်ထဲကမုတ်ကိုအနံ့အောင်လှည့်မနှမ်းမင်းနဲ့ရွာပြင်လမ်းမကြီးဘက်ကိုပဲမျက်တောင်မကတ်တဲ့ဆက်ဆိုင်ကြည့်နေရတယ်မိဝိုင်းကတူဘောကိုလှမ်းအောင်မေးလိုက်တယ်ဟေးတူဘောခွေးလေးကစားရလားတူဘောကခေါင်းကုပ်ရင်စိတ်ပြက်လက်ပြက်နေမစားဘူးမိဝိုင်းရဲ့အနံ့အောင်လာမနှမ်းငါ့ကိုလည်းလှည့်မကြည့်ဘူးဟာငပင်ကမျက်မှောင်ကုပ်ပြီးတူဘောနာကိုရှောက်သွားတယ်အဆမ်းမဲ့နော်ဒီလောက်ပိန်ညောင်ပြီးအစာငန်းနေပုံပေါ်တဲ့ခွေကမုတ်ကြီးရအောင်မစားဘူးဆိုတော့ထူတော့ဒူးဆန်းနေဖိုးတူကခွေးလေးနာကိုညင်ညင်သာသာလေးတိုးရှောက်လာပြီးဘေးမှာဝင်ထိုင်လိုက်တယ်သူ့ဘိုက်ထဲမှာအစာမရှိတာသိကြတယ်ဟိုဒါပေမဲ့သူ့စိတ်ထဲမှာဒီမုတ်တဲ့ပိုရေးကြီးတဲ့အရာကိုပဲအယုံရောက်နေရငပိသူကဘာလို့ဒီလောက်တောင်မှအရေးကြီးကြည့်နေရလေဖိုးတူရဲ့လမ်းပေါ်မှာလည်းဘာမှမရှိပဲနေသူတရားရောက်ကိုမျှော်နေတာလမ်းမကြီးပေါ်ကနေဘသူများရောက်လာမလဲဆိုပြီးအသက်နဲ့လေးပြီးတော့စောင့်နေတဲ့ပုံစံမျိုးပဲကွာဆိုင်ရလူတွေတတုတ်ပြီးတတုတ်ပြောင်းသွားပြီနဲ့ခွေးလေးရတော့ဖုန်တော်ထဲမှာကြောက်ရွံ့လို့မလုံးမရှက်ရှိနေစေပါနေရလေတဖြည်းဖြည်းပူလာတာဆိုတော့မိဝိုင်းတို့ဖွဲ့လေစိတ်မချနိုင်မီအနားမှာပဲဝိုင်းအောင်ကြည့်နေကြတယ်မနက်ကလေးကအခုနေ့လေဒီပဲဒီခွေးလေးနေရတဖွာမှမရွှေ့သေးဘူးနော်နေရလေတအားပူလာပြီတော်ဘောကမုံဆိုင်ရတောင်းလာတဲ့ရေခွက်လေးကိုခွေးလေးရှိကိုတိုးပေးရင်းနေခွေးလေးရဲ့မုံမစားရင်လေနေဘူးထဲမှာရေလေးတော့တောက်ပါအောင်ငါဖြစ်လေကြည့်ရင်လည်းမောလာပြီတခင်ကပြစ်ထားခဲ့တာလားဒါမှမဟုတ်တနေရသွားလို့လိုက်ဆောင်နေရလားမသိဘူးနော်ပြစ်ထားခဲ့တာဆိုရင်တော့ရက်ဆက်လွန်ရကြတယ်ငပင်ဟာဒါလောက်သစ္စာရှိတဲ့ခွေးလေးကိုဖိုးတူကခွေးလေးရဲ့ကြောပြင်လေးကိုညင်ညင်သာသာလေးပုတ်ပြီးတယ်သူ့တခင်ကပြစ်သွားတာပဲဖြစ်ဖြစ်ကိစ္စတစ်ခုခုကြောင့်သွားတာပဲဖြစ်ဖြစ်ဒီခွေးလေးကတော့ငါတခင်ပြန်လာမှာပါဆိုရင်ညှော်လင်းချက်တစ်ခုတည်းနဲ့အသက်ဆက်နေတဲ့ပုံပဲဒါဆိုငါတို့သူ့ကိုဒီတိုင်းပဲနေဘူးရဲပြစ်ထားမှာလားဖိုးတူအတွင်းဆွဲခေါ်ရင်လည်းသူ့စိတ်ဆိုပြီးပြန်ပြေးလာမှတေးကြရဲ့ဟာလောလောဆယ်တော့ငါတို့အဝေးရပဲစောင့်ကြည့်ကြစို့ညနေဒီမှာပြန်မလာရင်တော့နင်းလန်းတစ်ခုကိုရှာရမယ်
ညနေဆောင်နေဝင်ရှိတရောချိန်လျှောက်တော့ပိုတူတို့အဖွဲသားတွေကမိဝိုင်းတို့အင်ရှင်ကကွက်ပြစ်ကြီးပေါ်မှာထုံးစံအတိုင်းပြန်လဲလူဆုံနေကြတယ်။နေသွားပြီဆိုတော့ပတ်ဝန်းကျင်ကတိတ်ဆိတ်ဆပြုတ်လာပြီမိသူတို့အားလုံးရဲ့စိတ်ထဲမှာမနက်ကလမ်းထိပ်မှာတွေ့ခဲ့တဲ့ခွေးလေးအကြောင်းပဲရောက်နေကြတာပါ။တုပ်ဘောကကွက်ပြစ်ပေါ်မှာခြေပြက်လက်ပြက်လှဲချလိုက်တယ်။ဟိုးညနေဘက်အေးစစ်စစ်ကွက်ပြစ်ပေါ်မှာနားရတာလေဘာနဲ့မှမလဲနိုင်။ဒါနဲ့မနက်ကလမ်းထိပ်ကခွေးညွန်လေးရောအစင်ပြေးရလားမသိဘူးနော်။မိဝိုင်းကရင်နှွေးချောင်းကိုကွက်ပြစ်ပေါ်လာချပြီးငါလည်းအဲ့ဒီကြောင့်စဉ်းစားနေရအခုချိန်ဆိုနေလဲဝင်မှောင်လဲမှောင်တော့မှာဆိုတော့အဲ့ဒီခွေးလေးလေတနေရာကိုသွားပြီးနားနေလောက်ပြီမလားဟုတ်မှာပေါ့မိဝိုင်းရဲ့ဒီအချိန်ထိတော့ဘယ်ဆောင်နေတော့မှလဲညဘက်ကြီးလမ်းမော့မှာဘာမှလည်းရှိတာမဟုတ်ဘူးဘိုက်စာလိုပဲဖြစ်ဖြစ်ညောင်းလိုပဲဖြစ်ဖြစ်တနေရာမှာတော့ရင်နေလောက်ပါပြီဟာအေးပေါ့ခွေးဆိုတာအစာရှိမဲ့ဈေးပဲဖြစ်ဖြစ်ရွာလေကောင်ပဲဖြစ်ဖြစ်သွားတတ်တာပဲဟာခုချိန်ဆိုရင်တော့လမ်းထိပ်မှာမဆောင်နေလောက်တော့ပါဘူးဖိုးသူကခေါင်းကိုညှစ်သားစွာခါရမ်းရင်စိုးရိမ်စဲဝင်နေတဲ့မျက်ဝန်းနေနေငါတော့အဲ့လိုမတင်ဘူးမနက်ကသူ့မျက်လုံးလေးကြည့်ရတာတခုခုကိုအသက်နဲ့လေးပြီးမျောနေတဲ့ပုံစံမျိုးပဲညနေဆောင်လို့လူကြီးတိတ်သွားရင်ပို့ပြီးတော့မျောနေမလားမသိဘူးဖိုးသူနေရခုထိလမ်းထိပ်မှာရှိနေအောင်မေလို့ထင်လို့လားအဲ့ဒါကြောင့်လေငါတို့လမ်းထိပ်ဘက်ကိုတစ်ခါတော့သွားကြည့်အောင်ကွာငါစိတ်မချလို့ဖိုးတူရဲ့စကားကြောင့်အဖွဲသား၄ယောက်လုံးမိဝိုင်းတို့အိမ်ကနေရွာဝင်လမ်းထိပ်စီကိုတူတူပြန်ထွက်လာခဲ့ကြတယ်။လမ်းလေးလျှောက်လုံးမောင်ရီပြိုးစာပြုတ်လာပြီးလေရင်လေးတွေတိုက်ခတ်နေပေမယ့်လမ်းထိပ်ကိုလှမ်းမြင်လိုက်ရတဲ့မြေခွင်းကြောင့်အားလုံးခြေလမ်းနဲ့တက်ဝင်နဲ့ဖြစ်သွားကြတယ်။ဟာဟိုမအမလီအန်ဟောစရာကောင်းလိုက်တာသူတကယ်ရှိနေတော့မေတကယ်ပါပဲမှောင်တော့မေဟာသူမပြန်သေးမဲနဲ့ဒီနေရာမှာနေစက်တိုင်နေလို့မလားခေါင်းကလည်းလမ်းမကြီးဘက်ကိုပဲမမတ်ကြီးလှည့်ထားတော့မယ်ရွာရလူတွေအိမ်မြန်ကုန်ကြပြီလမ်းမှာလည်းဘာကားမှမဖြတ်တော့သူဘာလို့ဇွတ်ဆောင်နေရလဲသူတကယ်ပဲတရားရောက်ကိုစောင့်နေရတေချာသွားပြီငပင်းရဲ့မနဲ့တည်းကအခုတည်းဆိုတော့ဘိုင်လေတအားစာနေရှာတော့ပေါ့ဖိုးသူကခွေးလေးရဲ့ဘေးမှာညင်ညင်သားသားလေးဝင်ထိုင်လိုက်ပြီးစင်မကောင်းဖြစ်ရတဲ့လေသန်းနေငါပြောတာပဲသူမသွားပါဘူးဆိုသူကြည့်ရတာအိမ်ပြန်မှုလမ်းကိုမေ့နေရမဟုတ်ဘူးသူစောင့်နေရလို့မလားမချင်းဒီနေရာကနေလုံးဝဘယ်မှမဟုတ်တဲ့ပုံစံမျိုးပဲဒါဆိုသူစောင့်နေရလို့ရောဘယ်ရောက်နေလို့ဒီလောက်ထိညင်းနေတဲ့ထိပြစ်ထားရတာလေငါပြစ်စဉ်းစားလို့မရတော့အေးဒါကလေတကယ်ကိုထူးဆန်းတဲ့မူရှာပဲမနေ့ပြန်ကြရင်တော့ရွာတွေကလူကြီးတွေကိုဒီခွေးလေးကြောင်းတည်တည်ကြကြလိုက်မိပြီးစုံနှဲကြည့်မှဖြစ်တော့မယ်အမောင်တို့ကရွာလန်းတစ်လျှောက်လွှမ်းမိုးလာတာဆိုတော့အဖွဲသားတွေကခွေးလေးကိုစိတ်မချပဲအတင်းခေါ်ပြီးအိမ်မြန်မှုစူးစမ်းကြတယ်တော်ဘောကခွေးလေးရဲ့ဝမ်းပိုက်အောက်ကနေအသာပွေ့ချီမှုပြင်းနေကဲခွေးလေးရေလာပါမှောင်လဲမှောင်နေပြီဒီညတော့ငါတို့အိမ်မှာပဲလိုက်အိမ်မနေ့ကမှလမ်းထိပ်ပြန်လာကြည့်ပေါ့လာပါတော်ဘောချီလိုက်တာနဲ့ခွေးလေးကအတင်းရှုံးငံ့ပြီးအောက်ကဝန်းကနေပြန်ဆင်းသွားတယ်ပြီးတော့တော်ဘောကိုရံပြူတာမျိုးမဟုတ်ပဲလမ်းမကြီးဘက်ကိုပဲမျက်လုံးပြူပြီးတော့အသေးအတန်ပြန်ပြေးထိုင်နေရပါအမလီကြည့်အောင်ဆိုယုံပြီးဟိုနေရာမှာပဲပြန်သွားထိုင်မြန်ပြီမရဘူးမိဝါရဲ့သူကငါတို့ကိုကြောက်လို့ပြေးတာမဟုတ်ဘူးသူ့တခင်ကဒီမှာစောင့်လို့မှားထားခဲ့လို့ဒီနေရာကနေဖဲလိုက်သူ့တခင်နဲ့လွဲသွားမှတအားကြောက်နေရဲ့ပုံပဲတကယ်ပဲဟာငါတေးချီလာတော့ကိုလုံးလေးတုံပြီးတော့ဟိုလမ်းမကြီးကိုလှမ်းကြည့်နေရဘလို့မှခေါ်လို့မရဘူးဖိုးသူကခွေးလေးရဲ့အကောင်လေးကိုခပ်ဖွားဖွားလေးပုတ်ပြီးရင်ညင်သာစွာနေမခေါ်နဲ့တော့ပေါ့ငါတို့အတင်းခေါ်ရင်သူ့ဘဝကြီးစိတ်တန်ရသွားလိမ့်မယ်သူ့ရဲ့သစ္စာတရားတို့တင်တာထက်ပိုပြီးတော့ခိုင်မာနေရဒါဆိုညဘက်ကြီးသူတကောင်နဲ့ဒီမှာအိပ်ရတော့မှလားဖိုးသူသူ့ကိုဒီမှာပဲထားခဲ့အောင်ဒါမဲ့မနှက်ပြန်မနှက်အစော်ရင်ငါတို့အစာတွေယူပြီးချက်ချင်းပြန်လာကြမယ်လေအိမ်ပြန်ကြစို့ညတကောင်ရဲ့အချိန်မှာမိုးသက်မုန်လိုက်ပြင်းထန်စွာနဲ့ကြားရောက်လာပြီးမိုးချင်းတန်ကြောင့်ဖိုးသူလက်နိုးလာတယ်ဖိုးသူကဝုန်းကနေထထိုင်လိုက်ပြီးရင်ဘက်ကိုဖေးလို့အမလီလန့်လိုက်တာမိုးကြိုးတွေဘာလို့ဒီလောက်တော့ပြစ်နေရလဲလေရလေတိုက်လိုက်တာအိမ်မှာလွှင့်တော့မလို့ပဲဖိုးသူအိယာဆင်းပြီးအခန်းမရင်းဘောက်ကိုအပြေးလာသွားဖွင့်ကြည့်ဖိုးသူကမိုးရီတွေမျက်နှာပေါ်လာဆင်းလို့မျက်လုံးကိုမှိတ်ရင်းနေဘုတ်တော့မိုးကလေတဲကြီးမဲကြီးရွာနေရပဲ
အပြင်မှာဘာမှမမြင်ရတော့ဟာနေဦးလမ်းထိပ်ကခွေးလေးကိုတတိယရချင်းပိုတူးရှင်နဲ့ထိတ်ကနေဖြစ်သွားပြီးတော့အခန်းထဲမှာတည်းကနာမငြိမ်ဖြစ်လာတယ်မဖြစ်ဘူးသူညနေတွေကလမ်းမကြီးကိုပဲစိုက်ကြည့်ပြီးတပွားမှမခွာတာအခုလိုမှုန်တိုင်းထဲမှာသူတယောက်တည်းရှိနေအေးမိပြီးတခုခုဖြစ်သွားလိမ့်မယ်ဒီညတော့ငါမင်းကိုအတင်းအဓမ္မဖြစ်ဖြစ်အိမ်ကိုခေါ်လာမယ်မင်းအေးပတ်လို့မဖြစ်ဘူးပိုတူကဓမင်းကိုကြစ်ကြစ်ပအောင်ဆိုပြီးအခန်းပြင်မဲ့ထွက်လာခဲ့တော့တယ်ပိုတူတယောက်ဓမင်းကင်ပြီးလမ်းလေးစီအပြေးလွှာရောက်လာတဲ့ချိန်မိုးကအင်ကြီးကိုစီနဲ့ခွေးလေးဘေးမှာဝိုင်းအောင်မီကာဝယ်ပေးနေတဲ့တငယ်ချင်း၃ယောက်ကိုမမျော်လင့်ပဲတွေ့လိုက်ရတယ်ပိုတူကဓမင်းရောင်နဲ့လှမ်းတိုးခြင်းရင်အံ့ဩတကြီးနေဟာမင်းတို့ပါလားညိုင်းမိုးကြောင့်မှုန်တိုင်းထဲမှာဘာလာလုပ်နေကြလဲမိဝိုင်းကမိုးကကောင်းဆောင်အောက်ကနေမိုးရည်တွေကိုတုပ်ရင်နေမဲစိတ်မချဘူးဆိုပြီးငါတို့ကကူးဆန်အောင်လုပ်တာလေအိမ်မှာအိတ်နေရဘလို့မှစိတ်မပြောင်းလို့အပေါ်ညစ်ပြီးထွက်လာကြတာပိုတူရဲ့တုပ်ပေါ်ကခွေးလေးရဲ့အပေါ်ကနေမိုးကအင်းကြီးနဲ့အုံမိုးကပြီးရင်တုံတုံရှိရင်နေငါလည်းအရာလေးလေးနေတာဟိုခွေးလေးနေဘူးရဲတော့ကတော့ရေမတောက်တာဒီလိုမိုးသိရင်ဘယ်လိုလုပ်မလဲဆိုပြီးတွေးမိလို့လန့်နိုးလာတာဟာငါတို့အတင်းခေါ်ရေးပို့တွေ့ဒါမဲ့မင်းပြောသလိုပဲသူညီးပြီးစုံယုံနေလို့အတင်းမခေါ်ရဲတော့တာနဲ့ဒီမှာပဲဝိုင်းပြီးတော့မိုးကပေးနေကြတာဖိုတူကတငယ်ချင်းတွေရဲ့လုံရဲ့အကြောင်းရင်ထဲတုံတော့ဝမ်းသာသွားပြီးခွေးလေးနားမှာဒူးတောင်ထိုင်ကြတယ်ကျေးဇူးပဲကွာမင်းတို့တကယ်စိတ်ကောင်းရှိကြတာပဲကြည်စမ်းခွေးလေးကများတကုံလုံးတုံနေရှာပြီဖိုတူငါအိမ်ကနေထမင်းပူပူလေးနဲ့အသားရောနေပြီးထက်လာခဲ့ရကြွေးကြည့်အောင်ဟုတ်တယ်မနက်ကလေငါ့အိမ်ကြောက်ခွေးကိုအနက်မဲနန်းတာဆိုတော့အခုအေးကေးမှာအသားနဲ့ရရင်စားကျင်စားမှာနည်းနည်းပြပြအားရှိသွားအောင်လို့ကြွေးကြည့်အောင်ကွာဖိုတူလေထမင်းတက်ကိုအသားလန်ပြီးတော့ခွေးလေးရှိတိုးပြီးခွေးလေးစားလိုက်အောင်နော်မင်းမျော်နေတဲ့လူကမိုးတဲလို့လမ်းမှာပိတ်မိနေတာဖြစ်မှာပါမင်းအားရှိမှဆက်ဆောင်နိုင်မှာပေါ့စားလိုက်နော်အဖွဲသား၄ယောက်လုံးဘိုးတဲလေးထဲမှာခွေးလေးကိုဝိုင်းအောင်ကြည့်နေတော့ခွေးလေးကဖိုတူကိုမျက်တောင်မကတ်တန်းစိုက်ကြည့်ပြီးထမင်းတုပ်စီကိုတဖြည်းဖြည်းချင်းရှာလင်းနဲ့ရက်စားရှာတယ်ဟာစားပြီတကယ်စားနေပြီဟေးတနာပါရဲ့ဗိုက်စာနေရှာမှာပေါ့နေ့လေတဲ့အောင်အေးစားစမှာခွေးလေးရဲ့မင်းစားရင်လေတို့ရလေဒီညမိုးတဲလေးထဲမှာမင်းနဲ့တူတူထိုင်ဆောင်မိမယ်ဟေးတေးချာချာရက်စားနေရအေးလေငါးပိုက်ကတကုတ်ကုတ်အော်နေရကြပြီခွေးလေးမင်းပိုက်လေစားလာပြီမလားငါ့ဤစားခွေးကိုတော့မင်းမနက်ကမနှမ်းအောင်နော်အခုတော့ပူပူနေနေကြမှာစားတယ်မင်းရတော့လေအခုဒီဤစားခွေးကြောင်ပြောနေတော့မယ်မင်းဝိုင်းနေယူလာတဲ့ဓမင်းကပူပူနေနေဆိုတော့ဒီကောင်လေးနေလို့ကောင်းသွားမှာပါဟုတ်တယ်ငပိအခုတော့နေလို့ကောင်းသွားတော့ပြီဖို့တို့နေဓမင်းကိုတေးချာထိုးပေးအောင်နော်မိုးကလည်းမစဲသေးဘူးအေးပါမင်းဝိုင်းငါစိတ်မချလို့ထွက်လာတာဒါမဲ့နင်တို့အားလုံးဒီမှာတွေ့ရတော့ငါရင်နေလေတအားနှွေးထွေးသွားတယ်ခွေးလေးမင်းလည်းခုတော့အဖော်ရသွားပြီမလားအမောင်တို့ကတပြေးပြေးလွှမ်းမိုးလာပြီမင်းလမ်းထိပ်မှာတော့တငယ်ချင်းလေးယောက်ရဲ့ရှင်မောတဲ့နေဂရိစကားရင်းနေတူနှွေးထွေးရှင်တန်လို့ရှိနေခဲ့တယ်မောင်တိုင်းတန်တဲ့ညကုန်းလွန်သွားပြီးနောက်နေ့မနေ့နေသားရဲ့အချိန်မှာဖိုတူတို့အဖွဲသားတွေကခွေးလေးရဲ့ပိုင်ရှင်ဘယ်သူလဲဆိုတာသိရဖို့အတွက်ရွာတွေကလူဆောင်ရဈေးဆိုင်တမ်းဘက်ကိုထွက်ပြီးလိုက်လံစုံစမ်းကြတယ်ဟဲ့ဟုတ်မနွားတို့ရောင်နေဦးမအောင်သူကမနဲ့ဆိုရင်ရွာပြင်လန်းကနေဖြတ်လာကြဆိုတော့တခုကိုသိနိုင်နေဟာသွားမိကြည့်အောင်ဦးမအောင်နေကောင်းလားဗျကျွန်တော်တို့တခုလောက်မေးချင်လို့ပါမနက်ကလေရောင်ရင်လန်းထိတ်ကဖုံတော်ထဲမှာခွေးညွန့်လေးတစ်ကောင်ထိုင်နေရတွေ့ခဲ့လားဗျဦးမအောင်ကနွားတို့အိုဘူးတွေကိုစိုက်မော်တင်ခင်းရင်းနဲ့စဉ်းစားလိုက်တယ်အော်အေးတွေ့တာပဲမနဲ့အစော်ကြီးကျုပ်နိုးလာဖို့တွေကတွေ့တာညမိုးတွေတလောက်ရွာတာတော့အဲ့ဒီခွေးကလေမိုးဆူရွှဲပြီးလမ်းမကြီးကိုကြည့်နေတော့မယ်တနာစရာကြီးကွာဒါနဲ့ तू ကဘယ်ရခွေးလဲတုပ်ပေါ်ကလက်မိုင်ချတယ်အဲ့ဒါကိုသိချင်လို့အိုးလာမေးတာပေါ့ဦးမင်းအောင်ရဲ့ဘသူခွေးမန်းလဲမသိကျွေးတာလေတေးချမစားဘဲနဲ့စောင်းမြင်းဆောင်နေလို့ဖိုတူကဇေဦးပေါက်ကထွက်လာတယ်အဖိုးကိုတယောက်ကိုနှမ်းမြင်လိုက်တော့နေုံဟိုမှာဆရာဦးစိန်ဟာသူကရွာအကြောင်းဆောင်သိတယ်အဖိုးဦးစိန်ခင်ဗျဦးစိန်ကလှမ်းကြည့်ပြီးမျက်မှောင်ကုတ်တယ်
ဖိုးတူကိုတက်တိုက်ပါလားမနဲ့စောစောစီစီဘာတွေတဲတယ်ဖြစ်နေကြတာတော့ကွာလမ်းတိတ်ကခွေးလေးကြောင်မင်းမလို့ပါဖိုးရဲ့ရွာထဲကိုလည်းမဝင်ဘူးတနေရာထဲမှာပဲလမ်းမကြီးကိုကြည့်ပြီးစောင့်နေလို့သူ့ပိုင်ရှင်ကဘာတူလဲဆိုတာအဖိုးသိမလားလို့ပါဘိုးစိန်ကတပြင်းချရင်နဲ့မျက်နှာချက်ချင်းလေးညှိုးငယ်သွားတယ်ဟာအဲ့ဒီခွေးလေးကြောင်လားကျုပ်လည်းကြားတယ်အဲ့ဒါရွာပြင်ကကားတိုက်မှုဖြစ်ပြီးဆုံးသွားတဲ့ထွန်းရင်ရဲ့ခွေးလေးပဲကွမိဝိုင်းကပါဇက်လေးဟာပြီးတော့ထိတ်လန့်သွားတယ်ရှင်ကိုထွန်းရင်ဟုတ်လားဖို့ပြီးခဲ့တဲ့ဘက်ကရွာပြေလမ်းမကြီးပေါ်မှာကားတိုက်ခံရတဲ့လူကြီးလိုက်အေးဟုတ်တယ်ထွန်းရင်ကမြို့အသွားလမ်းထိပ်မှာတင်ကားတိုက်ခံရပြီးပွဲချင်းမိဆုံးသွားလေအဲ့ဒီနေရာဒီခွေးလေးလေသူ့နောက်ကနေလိုက်သွားတာဆိုပြီးရွာသားတွေပြောကြတယ်ဒါဆိုရင်ခွေးလေးကသူ့တငယ်ဆုံးသွားတာမသိသေးပဲလမ်းထိပ်မှာပြန်လာမယ့်ရက်ကိုပဲထိုင်ဆောင်နေရပေါ့နော်ဖိုးတူကမျက်ရည်ဝဲလာပြီးလမ်းထိပ်ပဲမျှော်ကြည့်လိုက်တယ်အော်ခွေးလေးရေမင်းဆောင်နေရဲ့မင်းတခင်ဟာဘယ်တော့မှပြန်မလာတော့ဘူးပဲအဖိုးစိတ်စီကနေစင်မကောင်းစရာအမှန်တရားကိုသိလိုက်ရပြီးနောက်ဖိုးတူတို့အဖေသားတွေကလမ်းထိပ်ကခွေးလေးစီချက်ချင်းပြန်လာခဲ့ကြတယ်ခွေးလေးကတော့ထုံးစံအတိုင်းလမ်းမကြီးကိုပဲမျှော်ကြည့်နေစေပါခွေးလေးရေမင်းဆောင်နေရဲ့ကိုထွန်းရဘယ်တော့မှပြန်မလာတော့ဘူးဟာတော်ဘောကခွေးလေးရဲ့ဘေးမှာဒူးတောက်ထိုင်ကြပြီးစင်မကောင်းစွာနေဟုတ်တယ်ခွေးလေးရဲ့မင်းတခင်ကမင်းကိုပြစ်သွားတာမဟုတ်ပါဘူးသူနောက်ဘဝကိုရောက်သွားပြီဆိုတော့မင်းစီကိုပြန်မလာနိုင်တော့တာပါမင်းဒီမှာနေငတ်ပြက်ပြီးတေးသွားရင်မင်းတခင်လည်းကောင်းရသူကလေးရောက်ပါမလားကောင်းလေးရငါတို့နဲ့လိုက်ခဲ့ပါတော့နော်အဖွဲသားကြီးရဲ့ဝမ်းနဲ့ပူဆွေးနေတဲ့စကားသံတွေကိုနားလည်နေတဲ့အတိုင်းခွေးလေးကလမ်းမကြီးဘက်ကနေမျက်လုံးကိုဖြည်းဖြည်းချင်းနှွှဲလာတယ်ပြီးတော့ဖိုးတူကိုသေးချာချာစိုက်ကြည့်ပြီးအတန်ခတ်တိုးတိုးနဲ့ညီးတွားရှာတယ်ဖိုးတူကမျက်ရည်တွေစီးဆလာရင်ခွေးလေးရဲ့ပါးပြင်လေးကိုလက်နှစ်ဖက်နဲ့အသာအရာဆွဲကန်လိုက်တယ်မင်းတော်တော်ပင်ပန်းနေပြီမလားခွေးလေးမင်းရဲ့သစ္စာတရားကိုထွန်းရင်လည်းမြင်ပါပါကဲလာပါငါတို့နဲ့လိုက်ခဲ့တော့နော်ငါတို့မင်းကိုထွန်းရင်ကိုစားတေးချာချာထိန်းချောင်းပေးပါမယ်ဖိုးတူကခွေးလေးကိုပွေ့ကြည့်ဖို့ပြင်လိုက်တော့အရင်ညရီရလို့ရုံးငယ်ခြင်းမရှိတော့ပေခွေးလေးကသူ့ရဲ့ခေါင်းလေးကိုဖိုးတူရဲ့ရင်ဝင်နဲ့အသာအရာမှီချလိုက်တော့တယ်ပြီးတော့အာရင်ကုန်ခန်းရဲ့ခြေလန်းနေနဲ့ဖိုးတူတို့အုပ်စုနောက်ကိုတရွေ့ရွေ့နဲ့လိုက်ပါလာတော့တာပါသူငါတို့နဲ့လိုက်လာပြီဖိုးတူရဲ့သူလက်ခံသွားပြီထင်တယ်ကွာသွားကြစို့တို့တွေအိမ်မြန်ကြရအောင်ခွေးလေးကိုခေါ်လာခဲ့ပြီးတပတ်လောက်ကြာသွားတဲ့နောက်တော့ဖိုးတူရဲ့အိမ်ရှိကွင်းမြတ်လေးထဲမှာအဖွဲသား၄ယောက်လုံးခွေးလေးရဲ့အတွက်အလုပ်ကိုစီနဲ့တပြောတပါးကြီးအလုပ်ရှုပ်နေကြတယ်တုပ်ဘုံကကြက်သားဘက်လေးတွေကိုတမင်းနဲ့နေပြီးခွေးလေးရှိချပေးလိုက်တယ်ကဲစားမအောင်ခွေးညိုလေးရဲ့ဒီနေ့တော့ငါ့အိမ်ကြောက်ဝေးမဟုတ်ဘူးနော်မိဝိုင်းစီကကြက်သားဘက်တွေနှိုက်လာတာမင်းဝဝလင်းလင်းစားမငါတို့စောက်ပေးနေတဲ့အိမ်သစ်ကြီးတွေဝင်နေလို့ရမှာဟာခွေးလေးကတုပ်ဘုံကိုကြည့်ပြီးအမီလေးတစ်ဖြက်ဖြက်ခတ်လို့ထမင်းမကန်ကိုမြင်ရင်ရှိုက်စားနေရှာတယ်သူ့ရဲ့မျက်ဝန်းတွေထဲမှာအရှင်လိုဝမ်းနေရည်တွေမရှိတော့ဘူးနှွေးထွေးတဲ့ဒိဗယ်တွေပြည့်နေပါပြီငပိန်ရတစ်သားတူကိုကန်လို့အိမ်ခေါမိုးကိုတန်ဆိုင်တယ်ဟဲ့တော့ဘောမင်းကလည်းအစာပဲကျွေးမနေနဲ့ဒီမှာလာပြီးတစ်သားချောင်းလေးဝိုင်းကန်မေးဖို့တို့ဒီဘက်နေရတဲ့တိုင်ကနည်းနည်းစောင်းနေသလိုပဲဟောတေချာလေးထိမ့်မိထောင်အေးပါကွာရိုက်ငါတေကန်ထားတယ်ငပိန်မင်းအိမ်တကားဝါကိုနည်းနည်းလေးပို့ချက်ပေးအောင်နော်ခွေးလေးအရွယ်ရောက်လာရင်ကြက်ပိတ်နေမှာစိုးလို့မိဝိုင်းကကွက်ပြစ်ပေါ်မှာထိုင်ပြီးအကြည့်ကျိုးတဲ့အဝိစားတွေကိုအသေးအသေးချောင်းလုံးရင်းနဲ့လှမ်းပြောတယ်အမလေးနင်တို့ကလည်းအိမ်ကိုပဲတက်ကုန်စောင့်မနေကြနဲ့ငါဒီမှာလေသူ့အတွက်စောင်းနေကြရင်ဝေးဖို့အင်ကြီးညွှန်လေးချုပ်ပေးနေရခွေးလေးလောင်းနိကိုလုံးလေးနဲ့တော့မတော့ခဏလာတိုင်းကြည့်အောင်မိဝိုင်းလမ်းခေါ်လိုက်ကြတဲ့ခွေးလေးဟာထမင်းစားနေရနဲ့ပြေးလွှားသွားပြီးမိဝိုင်းရဲ့ခြေထောက်နာမှာခေါင်းလေးနဲ့တိုးဝှေ့ပြီးတော့ကစားနေတော့တယ်အဖွဲသား၄ယောက်လုံးခွေးလေးရဲ့ပျော်ရွှင်နေတဲ့မူရအောင်ကြည့်ပြီးတော့သဘောကျလို့ပြိုင်တူပြုံးနေကြတယ်ကြည့်ရတာသူဒီမှာပြုံးနေပြီထင်တယ်ကွာကိုထွန်းရင်လည်းကောင်းကင်ဘုံကနေကြည့်ပြီးစိတ်ရေးသွားလောက်ပါပြီဒါပေါ့ဘိုးတူရဲ့တို့၄ယောက်လုံးရှိနေသေးပြီးတော့ဒီကောင်လေးကိုလေဘယ်တော့မှအထီးကျန်ဝင်မပေးတော့ပါဘူးကွာဒီလိုနဲ့အဖွဲသားတွေလေပြေးလွှားပြောပါနေတဲ့ခွေးလေးကိုကြည့်ရင်
ကျင်းနေနေခဲ့ကြတော့တယ်